အော်နားတွေကိုဒီတိုင်းပဲပုံထားမလားပြီးတော့တစ်ဖက်ဘက်ကဆွဲလိုက်လို့ရှိရင်လည်းနောက်တစ်ဖက်ကလွတ်သွားတာမျိုးလုံးဝမရှိပါဘူးပြီးတော့အော်နားတွေကိုဘေးကိုလိုသလိုချက်ကောင်းမလားပြီးတော့အော်နားတွေကိုအခုလိုမျိုးဖိထားအောင်မလားဘလို့သုံးချင်းလုံးဝမဝင်တဲ့အော်ရာကျုပ်လက်ရပြည့်တဲ့ချင်အောင်တွေပဲဖြစ်ပါတယ်မွန်းချက်မှုတွေကိုမကြိုက်ဘူးလေးဝင်လေးထွက်ကောင်းကောင်းနဲ့အိတ်ချင်တဲ့ဆွဲလူတွေအတွက်ဂျပန်စာပြောင်ကိုမှဇာမိုးနဲ့ချုပ်ပေးထားတာပဲဖြစ်ပါတယ်ဇာသားဆိုလို့ရှိရင်ကန်လိုက်တာနဲ့ဣကျစ်ပြီးတော့မညှိတဲ့ဇာမျိုးစားဖြစ်ပါတယ်အော်နားမှာသုံးမိထားတဲ့ပိတ်သားဆိုလို့ရှိရင်လည်းတကိုက်နဲ့တထွန်ချီသားအကောင့်ကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်လက်ရမှာဆိုလို့ရှိရင်တော့ဦးမျိုးမင်းတော်မမော်ရဲ့စားချင်အောင်အော်ရာကျုပ်လက်ရအပြည့်ပဲဖြစ်ပါတယ်ဒီချင်အောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာထိအကျယ်6ပေအမိုးကတော့ဇာမိုးနဲ့ချုပ်လုပ်ပေးထားပြီးတော့ကင်းဆိုင်အရွယ်မိသားစု3ယောက်ကောင်းကောင်းအိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်ခေါင်းရနေချင်းဒီခြေစင်း6ပေကွယ်အမြင့်9ပေအော်ရာကျုပ်လက်ရပြည့်နဲ့ချုပ်လုပ်ပေးထားပြီးသူ့ရဲ့ဈေးနှုန်းလေးကတော့88,000ကျပ်ပဲဖြစ်ပါတယ်မှောင်ရှင်နေဆိုလို့ရှိရင်39 258 300 39 98 608တွေတော့နေပြီးတော့ဖုန်းဆက်ပြီးတော့ဖြစ်စေဘိုင်ဘာဆင့်စာဖို့ပြီးတော့ဖြစ်စေ Facebook Messenger ဆင့်ဖြစ်စေ TikTok 6ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်ဆောင်လည်းမြန်ပြီးတော့မှာယူလို့ရပါတယ်ရှင် Royal Ninja ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေကြေးစနစ်ပြပို့ဆောင်ရောင်းချပေးနေရပဲဖြစ်ပါတယ်ဝယ်သူပြောမှရောင်းသူပြောတာတစ်ခါဝယ်ရေးတက်တက်စိတ်ချမ်းသာမှာဦးမမီတို့ကမောစားချင်အောင်အော်ရာကျုပ်ပါ